ပြင်းပြေဘာလုပ်မလဲဆိုကြာဟုတ်ကနောက်ကကန်ထဲမှာလေကြာကန်ထဲမှာကြာကွက်သွားခူးမယ်အဲ့ပြီးစားမယ်ဟိုမှာရှေ့ကကလေးတွေကတော့ခူးနေစောက်ကြီးဟာနေကြီးပဲဟမ်လာတယ်အေးစီလေးကိုပြူးနေတာမျိုးလေးစားလိုက်အောင်ဟိုမှာကြာခွင့်နေဒီကောင်ကြာကွက်အဲ့ကြာပွင့်ပြီးသွားလို့ရှိရင်ဒီမျိုးကြာကွက်လေးကျန်ဒီကောင်လေးစားလို့ရတယ်နောက်ပြီးပြန်စားပြအကြာဒီကောင်ကအစတော့ရေတွေတက်ထားတော့ဒီမှာကြာပဲနေဒီမှာပေါက်ဒီရဲ့ဟိုဘက်ကျတော့နည်းနည်းအနေပိုင်းပေါ့ကြာကန်အပြင်းပြေလျှောက်ကမြင်းကြောထားတပွင့်လားဒါပွင့်တပွင့်လားကိုတော့မခူရဘူးကလေးတွေခူရလိုက်တိမ်တော့တိမ်ပါအေးတပွင့်လည်းတော့ပါရကြာပွင့်ရကြာခွက်ရဟဲ့နင်တို့မစင်းနဲ့နော်ဟေးမစင်းနဲ့နော်ဟေးမစင်းနဲ့အိုင်တိုင်းနေကလေးတွေကတော့သွားတာပဲကိုရီကတော့တိတ်မသွားရဲဘူးကိုရီမစင်းရဲဘူးပေါ့နော်ဒီကြာပန်းခူးရလေရိုက်မယ်လည်းမလုပ်ဖြစ်တယ်ခုမှပဲလုပ်ဖြစ်လို့စားလိုက်တော့ဘာမှစားပါဘူးကမင်းရလေတွင်အဲ့ဒါမဟုတ်3-5ခုလောက်ရကလေးတွေရှာမလာကိုကရိုင်းတော့မစင်ဘူးကလေးတွေရှာမလာတယ်ကြာကွက်နဲ့ကြာပွင့်လေးနှစ်ပွင့်ဒီမှာကြာကန်တွေကတော့အများကြီးပဲဗျာခူဆင်းခူးမယ်ဆိုတော့အများကြီးခူလို့ရတယ်ဟောလဲခူရဲဘူးဘာလို့လဲဆိုရေမီရမကျွမ်းဘူးလေကိုရေမဟုတ်သေးဘူးဆိုတော့ယူဆိုင်ရတယ်အဲကြောင့်ကျွန်တော်ဒါလေးပဲယူလဲသူတို့ရှိရဒါတော့ခရီးဟာပြန်တက်တာခရီးဟိုကစောက်ကြီးအေးဟမ်အေးပြန်တက်တော့စောက်ကြီးကဲအိမ်ပြန်ရောက်ပြီဆိုတော့ဒါဆောနာကြတယ်ကြာကွက်ပေါ့နော်အဲ့ဒါလေးစားမယ်ဆိုရင်လို့လေးဖဲ့လိုက်မယ်ဒီမှာကြာဒီလေးကြာစီလေးဒါလေးနော်အဲ့ဒါလေးကိုကြိုက်လိုက်ဒါမျိုးခွာဒီစီအဖြူလေးကိုစားဒါအခွန်ပေါ့နော်ဘာရတာလဲဆိုတော့ဖန်တဲ့အပိုင်းကိုပါချိုးတော့မချိုးဖန်တဲ့အပိုင်းကိုပါဒါပေမဲ့ကလေးတွေပါညာဆိုရင်တော့တည်စားလို့ကောင်းတာပေါ့နော်ကဲကိုဘေးထဲမှာကြာပန်းရှိရဆိုရင်လည်းစားကြပါ